အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က present perfect tense အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ present perfect tense ကိုပေါ့နော်ကျွန်တော်တို့ကဘယ်နေမှာသုံးလဲဆိုတော့မပြီးဆုံးသေးတဲ့အချိန်တွေကိုဖော်ပြနေမှာသုံးပါတယ်အဲ့လိုသုံးတဲ့နေရာမှာ today တို့ this week တို့ this year ဆိုတဲ့အချိန်ပြပုတ်တစ်ခုခုပါတာမျိုးရှိနိုင်တယ်နောက်တစ်ခုကတော့ကျွန်တော် so far တို့ until now တို့ before တို့ဆိုတဲ့အသုံးအနှုန်းတွေနဲ့တွဲပြီးတော့သုံးလို့ရှိပါတယ်ဥပမာဆိုလို့ရှိရင် we haven't had a lot of positive feedback so far ဒီဟို feedback ကောင်းကောင်းလေးအများကြီးမရခဲ့တာကြာပြီပေါ့နော်အခုချိန်ထိကောင်းကောင်းမရသေးဘူးပေါ့အဲ့ဒီတပုံမျိုးပြောချင်တာဖြစ်ပါတယ် I'm sure I've seen that film before အရင်တုန်းကဒီရုပ်ရှင်ကကြည့်ခဲ့ဖူးတယ်လို့ငါပေးချတယ်ပေါ့နော်အဲ့တော့ before တို့ so far တို့ဆိုတဲ့စကားလုံးနဲ့တွဲပါတယ်နောက်တစ်ခုကတော့ဒီဘဝရဲ့အတွေ့အကြုံတွေဖော်ပြနေမှာသုံးတယ်ပေါ့နော်ဒါဘာဖြစ်လို့လဲဆိုတော့ဘဝကမပြီးသေးတဲ့အတွက်ကြောင့်မလို့ပေါ့လေအဲ့တော့ကျွန်တော် negative sentence တွေဆိုလို့ရှိရင် never နဲ့တွဲသုံးတယ် question ဆိုလို့ရှိရင် ever နဲ့တွဲသုံးပါတယ်ဥပမာကြည့်မယ်ဆိုလို့ရှိရင်တော့ he's never won a gold medal ရွှေတံဆိပ်ဆုဘယ်တုန်းကမှသူမရခဲ့ဘူး never နဲ့တွဲသုံးတယ်ပေါ့နော် Have you ever been to Australia Australia ကိုမင်းရောက်ခဲ့ဘူးလားပေါ့နော်အဲ့တော့ ever နဲ့မေးတာဖြစ်ပါတယ်အဲ့တော့ unfinished time တွေအနေနဲ့ဆိုရင်တော့ပေါ့နော်ကျွန်တော်တို့ကဒီ today တို့ this week တို့ this year တို့ဆိုတဲ့အချိန်ပြပုတ်တစ်ခုခုနဲ့တွဲသုံးတာရှိမယ်ဘဝရဲ့အတွေ့အကြုံတွေကိုဖော်ပြနေရမှာသုံးတာမျိုးရှိမှာမယ်နောက်တစ်ခုမပြီးဆုံးသေးတဲ့အနေအထားတွေကိုဖော်ပြရရင်လည်းသုံးတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်အဲ့လိုမျိုးသုံးတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ for တို့ since တို့ how long တို့ဆိုတဲ့အသုံးအနှုန်းတွေနဲ့တွဲပြီးတော့သုံးလို့ရှိပါတယ်ဥပမာဆိုလို့ရှိရင် she's wanted to be a police officer since she was a child သူကလေးဘဝကတည်းကရဲအရာရှိတယောက်ဖြစ်ချင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီမှာ since နဲ့တွဲပြီးတော့သုံးပါတယ် I haven't known him for very long သူငါတည်တာတိတ်မကြသေးဘူးပေါ့နော်အဲ့တော့ for နဲ့တွဲပြီးတော့သုံးပါတယ်ပြီးတော့ကျွန်တော်တို့အတိတ်မှာဖြစ်ခဲ့တဲ့အရာတစ်ခုပေါ့နော်အခု present မှာကြိုးတရားမှုရှိနေတယ်ဆိုရင်လည်း present perfect tense ကိုသုံးပါတယ်ဥပမာဆိုလို့ရှိရင် he's broken his leg so he can go on holiday သူခြေကျိုးသွားတာအတိတ်မှာပေါ့နော်ဒါပေမဲ့အဲ့ဒါကြောင့်မလို့အခုအားလိုက်ရမှာခီးသွားလို့မရဘူးအဲ့ဒါက present မှာဖြစ်တဲ့အကျိုးတရားမှုပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က present perfect tense ကိုသုံးပါတယ် They haven't called me so I don't think they need me today သူတို့ငါ့ဖုန်းမဆက်ဘူးဒါကြောင့်မလို့ငါ့ကိုသူတို့လိုတယ်လို့ငါမထင်ဘူးပေါ့နော်အဲ့တော့သူတို့ဖုန်းဆက်တာအတိတ်မှာဖြစ်တာဒါပေမဲ့အခုမထင်တာကကျတော့ present မှာအကျိုးတရားမှုဖြစ်သွားတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့က present perfect tense ကိုသုံးပါတယ်နောက်တစ်ခုဘယ်လိုစကားလုံးနဲ့တွဲပြီးတော့သုံးလို့ရှိလဲဆိုတော့ just တို့ recently တို့ already တို့နော် yet still ဆိုတဲ့စကားလုံးနဲ့တွဲပြီးသုံးတာရှိပါတယ်ဥပမာဆိုလို့ရှိရင် we've recently started going to the gym ဒီ gym ကိုသွားတာကတိတ်မကြသေးဘူးပေါ့နော် She's already finished season 1 and now she's watching season 2သူက season 1ပြီးသွားခဲ့တာအခုလေးတင်ပြီးသွားပြီပေါ့နော်ကြည်တာပြီးသွားပြီအဲ့တော့ season 2ကိုစပြီးတော့ကြည်နေတယ်ပေါ့နော်အဲ့တော့ already တို့ recently တို့နဲ့တွဲပြီးတော့သုံးပါတယ်တကယ်လို့ခုနပြောတဲ့အချိန်တို့အနေထားတို့ကပေါ့နော်ပြီးသွားခဲ့တယ်ဆိုရင်ဘာကိုသုံးမလဲပေါ့နော်အဲ့တော့ past simple ကိုသုံးပါတယ်တဲ့ဥပမာဆိုလို့ရှိရင် we visited Russia for the first time in 1992 1992မှာပထမဆုံးကြိမ်ရုရှားကိုသွားပြီးတော့လည်ခဲ့တယ်ပေါ့နော်အဲ့ဒါပြီးသွားခဲ့ပြီပေါ့နော်ပထမဆုံးကြိမ်သွားလည်တာပြီးသွားပြီ we knew all our neighbors when we were children ငါတို့ကလေးဘဝတုန်းကအိမ်နီးနားချင်းတွေအကုန်သိခဲ့တယ်အခုတော့မသိတော့ဘူးဆိုတဲ့သဘောပေါ့နော်အဲ့တော့ past simple ကအတိတ်မှာဖြစ်ခဲ့တယ်ပြီးသွားခဲ့ပြီဆိုရင်ကျွန်တော်တို့က past simple ကိုသုံးပါတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ practice session လေးကိုတူတူဖြေကြမယ်နော်နံပါတ်1အနေနဲ့ကတော့ I and this flat since I moved here ဒီကိုပြောင်းလာကြတဲ့ကဒီတိုက်ခန်းမှာငါတို့နေခဲ့တယ်ပေါ့နော်အဲ့တော့ since ဆိုတော့ကျွန်တော်တို့ present perfect ကိုသုံးမှာဖြစ်ပါတယ် have lived ဖြစ်မှာပါ anyone famous when you were in New York New York မှာရှိတုန်းကတစုံတစ်ယောက်နာမည်ကြီးတဲ့သူတစ်ယောက်ကိုတွေ့ခဲ့လားပေါ့နော်အဲ့ဒါအတိတ်မှာဖြစ်ခဲ့တာပြီးသွားခဲ့ပြီအဲ့ကြောင့်မလို့ကျွန်တော်တို့က did you see ပေါ့နော်ဒီနေရာမှာတော့ you subject ကိုပြန်ထည့်ရမှာဖြစ်ပါတယ် did you see မေးခွန်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်it on our holiday so far ကျွန်တော်တို့ရဲ့အားလိုက်ရမှာမိုးမရတာအခုချိန်ထိမိုးမရသေးဘူးဆိုတဲ့အထိပ္ပယ်ပေါ့နော်အဲ့တော့မိုးမရသေးဘူးဆိုတော့ကျွန်တော်တို့ဒီမှာ so far ပါတဲ့အတွက်ကြောင့်မလို့ present perfect ကိုသုံးမှာit ဆိုတော့ singular ဖြစ်တဲ့ has ကိုသုံးမှာဖြစ်ပါတယ် has not rained ဖြစ်မှာပါ she loves animals but she a pet သူကတိရစ္ဆာန်တွေချစ်တယ်ဒါပေမဲ့အိမ်မွေးတိရစ္ဆာန်သူမမွေးဖူးသေးဘူးလို့ပြောချင်တာပေါ့နော်မမွေးဖူးသေးဘူးဆိုတော့ကျွန်တော်ဒါဟိုဘယ်လိုပြောမလဲဆိုတော့ has not have sorry have have ဆိုရင်ကျွန်တော် had had ပြောင်းမှာဖြစ်ပါတယ် has not had ဖြစ်မှာပါ My laptop working last week so I'm using the computers in the office until it's fixed last week ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာနဲ့ဟိုဒါအတိတ်ကို
ဖော်ပြတဲ့စကားလုံးပေါ့နော် past simple ကိုသုံးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ stopped ဖြစ်မှာပါ we a great new coffee shop near our flat ငါတို့ရဲ့တိုက်ခန်းနားမှာရှိတဲ့ coffee shop အသစ်ကောင်းကောင်းတစ်ခုကိုအခုလေးတင်ရှာတွေ့ just ပေါ့နော် just ဆိုအခုလေးတင်ရှာဖွေတွေ့ရှိခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော် just ပါတဲ့အတွက်ကြောင့်မလို့ present perfect ကိုသုံးမှာဖြစ်ပါတယ် we ဆိုတော့ have ရဲ့ have ကိုသုံးမယ် have just discovered they the heating off it's really cold in here သူတို့ဒီအပူပေးစနစ်ကိုပိတ်လိုက်တာလားပေါ့နော်အခုဒီမှာတော်တော်အေးနေတယ်အဲ့ဒါကအတိတ်မှာဖြစ်ခဲ့ပြီမဲ့အခုအဲ့ဒါရဲ့အကျိုးသက်ရောက်မှုကအခု present မှာလာပြီးတော့တက်ရောက်နေတဲ့အတွက်ကြောင့်ကျွန်တော် present perfect tense ကိုသုံးမှာဖြစ်ပါတယ် have they turned they ဆိုတော့ကျွန်တော် have have ကိုရွေးရမှာဖြစ်ပါတယ် have they turned he very happy for a few days last week but this week he seems okay အဲ့တော့ last week ပါတဲ့အတွက်ကျွန်တော်တို့က past tense past simple ကိုသုံးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာ not ပါတဲ့အတွက် didn't seem ဖြစ်မှာပါအဲ့ဆိုလို့ရှိရင်present perfect နဲ့ past simple ကိုနှစ်ခုကိုပို့ပြီးတော့ခွဲသွားမယ်လို့ယုံကြည်ပါတယ်ဒီ present perfect နဲ့ပတ်သက်တဲ့ exercise ကိုပေါ့နော်တည်တံ့ကိုလေ့ကျင့်လို့ရအောင်ကျွန်တော် comment ထဲမှာ link ပေးထားပါတယ်ဒါလေးနဲ့ကိုယ့်အကူလေ့ကျင့်ကြည့်လို့ရပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ